နောက်ဆုံးတော့ဒါရွေးလို့ပြီးသွားတာပေါ့နော်ရွေးလို့ခွဲလို့ပြီးသွားတာပေါ့ခွဲလို့ပြီးသွားတာဒါလေးတွေဆိုရင်ဂျင်းအလှလေးတွေပေါ့ဂျင်းအလှလေးတွေဒါလေးဆိုလဲလှတယ်ဒါကပြောမှဆိုတော့ခေါင်းထဲအနေနဲ့ထားလို့ရမယ့်အရာမျိုးလေးတွေပေါ့ဒါဆိုဂျင်းလေးတွေမှကြည့်ဂျင်းလေးတွေခေါင်းထဲထားလို့ရတဲ့အရာလေးတွေပေါ့ဒါလေးတွေခေါင်းထဲထားလို့ရတဲ့အရာလေးအဲလေးဒါလေးတွေကတော့ရောင်းတန်းဝင်နေပေါ့နော်ရောင်းတန်းဝင်နေဒါပေမဲ့တချို့အထည်တွေဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲဈေးမရဘူးပေါ့နော်ဈေးမရဘူးဆိုရင် तू ကပြတ်တဲ့အရာမပါတဲ့အတွက်ဒီရောင်းတန်းဝင်တဲ့ထဲထဲကိုထည့်ထားတာပေါ့နော်ကဲဒီမှာအပြတ်ပုံကတော့ဒီမှာပဲဒါကြတော့အပြတ်ပုံကဘယ်နှစ်ထည်ပါမလဲဘယ်လောက်ပါမလဲဘာတွေပြတ်တယ်လဲဆိုပြအဖြူတွေကလေတစ်စက်မှတစ်ထဲမှမရလိုက်ဘူးဟိုတစ်ခေါက်ဆိုရင်အဖြူတွေရလိုက်သေးတယ်ဒီတစ်ခေါက်ကအဖြူလုံးဝရမှာဒီကောင်တွေကျတော့လုံးဝဘယ်လိုပြောမလဲချွတ်လို့မရတဲ့အစွန်းတွေကွာတဲ့လားဒီအစွန်းတွေကကြတော့သူများတော့ချွတ်ရမရတော့မသိဘူးဒါကောင်ဆိုရှင်တရေကျိုးပြက်ဒီဂျင်းလေးဆိုလို့ရှိရင်လည်းလှတယ်ဒါပေမဲ့တရေကျိုးမရတာတို့အဲ့လိုမျိုးပေါ့တရေကျိုးလည်းကြည့်အောင်ပါရွေးပလိုက်အမဒါလေးဆိုရင်လည်းမကြည့်ဂရီဘာသားလေးကိုမှပြေမကြအဲ့လိုမျိုးလေးပေါ့အမကျအဖြူဆိုရင်ကွယ်တို့တစ်ထဲမှမရတာတကယ်အမဲတွေပဲဟိုဖြစ်တယ်ပေါ့နော်အမဲတွေပဲရလိုက်တယ်အဖြူလေးတွေကိုလိုချင်တာဒီအဖြူတွေကတော်တော်ဆိုးလေးတွေကြီးပဲအကုန်လုံးဒီအမဲဆိုလို့ရှိရင်လည်းဘာဖြစ်လဲဒီအမဲဆိုလို့ရှိရင်လည်းညပတ်ထလက်မဟုတ်ဘူးဒါရဲနေတာပေါ့နော်ဒီကောင်လေးကလည်းမကြည့်ပြမယ်ဒါလေးဆိုအစွန်းထင်းမကြည့်အဖြူလေးကိုကြည့်တကယ်ပါကွယ်အဖြူတွေကလေတကယ်ကိုလုံးဝကိုပေါ့နော်ရောင်းနှမ်းမဝင်ဘူးပေါ့နော်ဒီအဖြူတွေကဘလို့မှရောင်းလို့မရဘူးဒါပေမဲ့သူကလေဟိုပြတ်သွားသလားဆိုတော့လည်းမပြတ်ဘူးစက်လည်းကောင်းတယ်ကျဲသီးတွေလည်းကောင်းတယ်ဒါပေမဲ့ဒီလိုအပြာရောင်အစွန်းတွေဒီလိုအမဲညစ်ကြီးတွေပါတယ်ပြီးချုပ်မရတော့တဲ့အရာတွေပါနေတော့ဒီလိုပြက်ကြီးတွေအဲ့လိုမျိုးတွေပါနေလုံးဝရောင်းနဲ့ထည့်လို့မရဒီကောင်တွေကြတော့လည်းမကြည့်နှုတ်ရောသလားအနှုတ်တွေဘလို့ဖြစ်လဲမသိဘူးမကြည့်ပြီးတာကိုကြည့်ပြီးတာကြီးတထုပ်မှာပေါ့နော်အပြက်ကြီးပဲ30တထဲတောင်ပါတယ်ပေါ့နော်